အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာကျွန်တော်ကမ္ဘာပေါ်မှာအကြီးဆုံးနိုင်ငံတွေအကြောင်းပြောသွားမှာဖြစ်ပါတယ်ပထမကတော့အာရှပါအာရှမှာအကြီးဆုံးနိုင်ငံရုရှားဖြစ်ပါတယ်ရုရှားအာရှနဲ့ယူရိုပနှစ်ခုစလုံးမှာပါဝင်တဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့အကြီးဆုံးနိုင်ငံလည်းဖြစ်ပါတယ်အခုယူရိုပကိုကြည့်မယ်ဆိုရင်ဒီမှာလည်းအကြီးဆုံးနိုင်ငံရုရှားပဲဖြစ်ပါတယ်အဲကြောင့်ရုရှားတိုင်းနှစ်ခုလုံးမှာအကြီးဆုံးနိုင်ငံဖြစ်တဲ့ထူးခြားချက်တစ်ခုပါပဲနောက်တစ်ခုကတော့အာဖရိကတိုက်ပါဒီမှာအကြီးဆုံးနိုင်ငံအယ်ဂျီးရီးယားဖြစ်ပါတယ်အယ်ဂျီးရီးယားတဲကနေရာတွေရှိတဲ့ဆာဟာရာဒေသလည်းပါဝင်ပြီးတော့အလွန်ကျယ်ဝန်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် South America ကိုကြည့်မယ်ဆိုရင်တော့အကြီးဆုံးနိုင်ငံဘရာဇီးဖြစ်ပါတယ်ဘရာဇီးကအမေဇုန်သစ်တောကြီးလည်းပါဝင်ပြီးတော့ကမ္ဘာအကြီးဆုံးသဘာဝပေါင်းတစ်ခုပါ North America မှာတော့အကြီးဆုံးနိုင်ငံကနေဒါဖြစ်ပါတယ်ကနေဒါရေခဲထောင်တဲ့သဘာဝရှုခင်းနဲ့ရန်လာပြီးအေရီယာအနေနဲ့ရန်ကြီးပါတယ်နောက်တစ်ခုတက်ပြောရရင်အန်တာတိကတိုက်မှာနိုင်ငံတွေမရှိပါဘူးအင်းနေရာသူတည်ပညာလုပ်ဖို့အတွက်ပဲဖြစ်ပါတယ်လူသားတွေလုံးဝနေထိုင်လို့မရပါဘူးဘာလို့လဲဆိုတော့အပူချမ်းရေခဲမအောက်ထက်ကြောလို့ဖြစ်ပါတယ်ဒီလို knowledge video ကြိုက်ရဆိုရင် like subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နောက်တစ်ခါမှာတော့ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာဖို့ပြောနေပါတယ် see you guys